ဒီနေ့မလ2ရက်နေ့အမေရိကန်အစ္စရေးအီရန်စစ်ရေးသတင်းနဲ့ပတ်သက်ပြီးတော့မှနောက်ဆုံးစစ်ရေးသတင်းတွေကိုအခြေခံပြီးတော့မှကျွန်တော်အချင်းချင်းပြောပြသွားမယ်ဒီကနေ့နဲ့ဆိုစစ်ဖြစ်လာတဲ့အရာက3ရက်ထဲကိုဝင်လာပြီ3ရက်ထဲကိုဝင်လာတဲ့အမြတစ်ဖက်နဲ့တစ်ဖက်ထိခိုက်ဒဏ်ရာရသေဆုံးတဲ့အရာတွေကလည်းများပြားလာတာဖြစ်တယ်မနေ့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတဲ့မိန့်ခွန်းထဲမှာအမေရိကန်စစ်သား3ဦးခန့်သေဆုံးပြီးတော့မှ9ဦးခန့်ထိခိုက်ဒဏ်ရာရတယ်ဆိုပြီးတော့မှပြောဆိုသွားတွေ့ရတယ်မြင့်မြတ်စွာကြာဆုံးသွားတဲ့အမေရိကန်စစ်သား3ဦးအတွက်လည်းအမေရိကန်ဘက်ကနေပြီးတော့မှဒါဝမ်းနဲ့ကြောင်းနဲ့အတူဒါဂုဏ်နဲ့ဆိုတဲ့အရာမှာပြောဆိုသွားရှိသလိုဒါထိခိုက်ဒဏ်ရာရတဲ့သူတွေအတွက်လည်းဒါအထူးဆုတောင်းပေးသွားမယ်ဆိုပြီးတော့မှလည်းဒေါ်နယ်ထရန့်ကပြောဆိုသွားတွေ့ရတယ်ဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတဲ့အထက်မှာအီရန်နိုင်ငံမှာရှိနေတဲ့အခုဆက်လက်ပြီးတော့မှအစိုးရတာဝန်ကိုထမ်းဆောင်နေတဲ့အထိပ်ပန်းခေါင်းဆောင်တွေကိုအပါအဝင်ကိုစစ်ဘက်ဆိုင်မှာရှိနေတဲ့သူတွေပါလက်နက်ချဖို့ရအတွက်နဲ့အတူအမေရိကန်နဲ့ပူးပေါင်းပြီးတော့မှအီရန်နိုင်ငံဆက်လက်ပြီးတိုးတက်ပြောင်းလဲဖို့ရအတွက်လှုပ်ဆောင်သွားဖို့ရအတွက်လည်းဒေါ်နယ်ထရန့်ကဆက်လက်ပြီးတော့မှဟိုတနေ့ကပြောတဲ့မိန့်ခွန်းအတိုင်းဆက်လက်ပြီးတော့မှပြောဆိုသွားတာတွေ့ရတယ်ဆိုတော့ဒါအမေရိကန်ဘက်ကပြောဆိုတဲ့အရာဖြစ်တယ်ဆိုဆက်လက်ပြီးတော့မှအစ္စရေးဘက်မှာလည်းနေ့စဉ်ရက်ဆက်အီရန်ဘက်ကပစ်ခတ်တဲ့ဒုံးကြီးတွေနေ့တိုင်းကျနေတာတွေ့ရတယ်အဲ့ဒါအစ္စရေးကနေပြီးတော့မှပြန်လဲခုခံပြီးတော့မှဒီဒုံးကြီးကိုခြေဖြတ်တာတွေ့ရသလိုဒါမခြေဖြတ်နိုင်တဲ့ဒုံးကြီးတွေပြုတ်ကျတဲ့အရာလည်းရှိတယ်ဆိုတော့အစ္စရေးပြည်သူ10ဦးခန့်သေဆုံးသွားပြီဖြစ်တယ်ဆိုတဲ့အရာကိုအစ္စရေးဘက်ကထောက်ပြန်ထားတာဖြစ်ပြီးတော့မှယာကနထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့အရာကိုလည်းအစ္စရေးဘက်ကထောက်ပြန်ထားရှိတယ်ဒါအစ္စရေးဖက်ဆက်လက်ပြီးတော့မှအီရန်ဖက်မှာလည်းထိခိုက်သေဆုံးတဲ့သူတွေများလာပြီးတော့မှမနေ့တုန်းကအယောက်200ခန့်ဆိုပေမဲ့လည်းဒီကနေ့မှာအယောက်300ခန့်ရှိပြီဆိုပြီးတော့မှသတင်းတွေဖော်ပြရှိတယ်ဒါကတော့စစ်ဘက်အရက်ဖက်သေဆုံးတဲ့အရာဖြစ်ပြီးတော့မှအီရန်တရားဝင်သတင်းဌာနကြေညာထားတဲ့အရာဆိုရင်ဒါကျောင်းတွေပေါ်ပြုတ်ကျတဲ့ဖြစ်တဲ့အတွက်ကလေးနဲ့ဒါအမျိုးသမီးတွေထိခိုက်ဒဏ်ရာရသေဆုံးတဲ့အရာတွေများပြားတယ်ဆိုပြီးတော့မှအီရန်ဘက်ကထုတ်ပြန်တာရှိတယ်ဆိုတော့အယောက်300ခန့်သေဆုံးပြီးတော့မှထောင်ကနထိခိုက်ဒဏ်ရာရတယ်ဆိုပြီးတော့မှသတင်းထုတ်ပြန်တာရှိတယ်ဒါကတော့အီရန်ဘက်ဆက်လက်ပြီးတော့မှအီရန်ပြစ်ခတ်မှုကြောင့်မလို့အမေရိကန်စစ်စခန်းတွေရှိနေတဲ့ဒါ RS ဆော်ဝါးပြည်ထောင်စုပြီးတော့ Saudi Arabia ကာတာဘာရိန်းကူဝိတ်အိုမန်နဲ့အတူဂျော်ဒန်ဘက်မှာလည်းဒါဒုံးကြီးတွေပြုတ်ကျပြီးတော့မှထိခိုက်ဒဏ်ရာသေဆုံးတဲ့သူတွေများပြားတာတွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့မှဒါဒူဘိုင်းနဲ့Saudi Arabia နေပြီးတော့မှဆက်လက်ပြီးတော့မှမပြစ်ခတ်ဖို့ရန်အတွက်အီရန်ကိုတောင်းဆိုတာတွေ့ရသလိုဆက်လက်ပြီးတော့ပြစ်ခတ်နေမယ်ဆိုလို့ရှိရင်စိုးကျိုးတွေတက်ရောက်သွားနိုင်ဆိုတဲ့အရာလဲပြောဆိုတာတွေ့ရတယ်အများဆုံးပြစ်ခတ်တဲ့အရာဂျော်ဒန်နိုင်ငံကိုကြောက်တာဖြစ်ပြီးတော့မှဂျော်ဒန်ဘက်ကပြန်ပြီးတော့မှခြေပတဲ့အရာတွေကတော့ဒါဂျော်ဒန်ကိုအများဆုံးမထိခိုက်တာတွေ့ရတယ်ဆိုတော့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့မှအီရန်ကိုချင့်ချိန်သွားဖို့ရန်အတွက်လဲဒီ RS ဆော်ဝါးပြည်ထောင်စုနိုင်ငံကအစကျန်တဲ့နိုင်ငံတွေကပါတောင်းဆိုတာတွေ့ရတယ်ဆက်လက်ပြီးတော့မှရုရှားနိုင်ငံကလည်းဒါအီရန်နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့အလီခါမနီတေဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအမေရိကန်ကိုပြင်းထန်စွာရှုံချတာတွေ့ရတယ်ဒီနေ့မလ2ရက်နေ့မှာဒါနိုင်ငံတကာအနုမြူIAEA ကနေပြီးတော့မှအီရန်နိုင်ငံနဲ့ပတ်သက်ပြီးတော့မှဒီနေ့အစည်းအဝေးပြုလုပ်ဖို့အတွက်ရှိတယ်ဒါနဲ့ပတ်သက်ပြီးဘယ်လိုဆက်လုပ်သွားအောင်လဲမသိဘူးဒါမနေ့တုန်းကအီရန်နိုင်ငံမှာရှိနေတဲ့ rocket ဒုံးကြီးတွေထားတဲ့နေရာကိုအမေရိကန်ကနေပြီးတော့မှလာပြီးဘုံကျဲတာတွေ့ရတယ်ဒီဘုံကျဲတဲ့အရာကလည်းရိုးရိုးတိုက်လေရင်နဲ့မဟုတ်ဘဲနဲ့ V2 လေရင်နဲ့ကျဲတာဖြစ်နိုင်တယ်ဆိုပြီးတော့မှနိုင်ငံလေးလာသုံးတဲ့သူကပြောဆိုတာတွေ့ရတယ်ဘာဖြစ်လို့ဆိုလို့ရှိရင် V2 လေရင်လာပြီးတော့ဘုံကျဲတာဖြစ်တဲ့အတွက်အပေါ်ကလေရင်ဖြတ်ပြန်သွားတာလည်းမတွေ့ရဘူးအဝေးကလမ်းပြတာလည်းမတွေ့ရဘူးဖြစ်တဲ့အတွက် V2 လေရင်ဖြစ်နိုင်ချေရှိတယ်ဆိုပြီးတော့မှလည်းပြောဆိုတာတွေ့ရတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတဲ့မိန့်ခွန်းထဲမှာဘာဆက်ပြောလဲဆိုရင်အီရန်နိုင်ငံရဲ့အဓိကအချက်ချာကျတဲ့ဒါဆက်လက်တွေထားတဲ့နေရာတွေကိုရွေးချယ်ပြီးတော့မှကျဲသွားမယ်ပြောတဲ့အပြင်ကိုအီရန်နိုင်ငံမှာရှိနေတဲ့စစ်သင်္ဘော10စီးကန်းကိုအမေရိကန်ကဖျက်ဆီးလိုက်ပြီးဆိုတဲ့အရာလည်းဆက်လက်ပြီးတော့ပြောဆိုတာတွေ့ရတယ်ဆက်လက်ပြီးတော့မှဒီစစ်ကြီးကိုရေရှည်မသွားချင်ဘူးဒါအမြန်ဆုံးပူးပေါင်းဆောင်ရွက်ဖို့ရအတွက်လှုပ်ဆောင်ဖို့ရအီရန်နိုင်ငံကိုလည်းတိုက်တွန်းတာတွေ့ရတယ်ဆိုတော့ဆက်လက်ပြီးဘယ်လိုလှုပ်ဆောင်သွားလဲမသိဘူးအီရန်နိုင်ငံကတော့မီးကုန်ရန်ကုန်ဆက်လက်ပြီးတော့မှတိုက်ခိုက်သွားမယ်ဆိုပြီးတော့ပြောဆိုတာရှိသလိုအမေရိကန်နဲ့အမေရိကန်မဟာမိတ်နိုင်ငံတွေရှိနေတဲ့အကျိုးစီးပွားတွေစီးပွားရေးအကျိုးစီးပွားတွေကိုအကုန်လုံးကိုဖျက်ဆီးသွားမယ်ဆိုပြီးတော့မှအီရန်နိုင်ငံပြောဆိုတာထားဖြစ်တယ်လို့အီရန်နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့အလီခါမနီကြာဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပြင်းထန်စွာလက်စားချေသွားမယ်ဆိုပြီးတော့မှလည်းပြောဆိုသွားတွေ့ရတယ်ဆိုတော့ဆက်လက်ပြီးတော့မှတိုက်ပွဲဘယ်လိုဆက်ဖြစ်လာမလဲဆိုတဲ့အရာတော့စောင့်ကြည့်သွားဖြစ်တယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာတချို့သတင်းတွေကသတင်းအမှားတွေတက်လာတာဖြစ်တဲ့အတွက်ချင့်ချိန်ပြီးတော့မှကြည့်ဖို့ရအတွက်လည်းကျွန်တော်ပြောဆိုချင်ပါတယ်ဗျာဆက်လက်ပြီးတော့မှသတင်းထူးများသိချင်ရင်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ထားမှာမေ့ပါနဲ့ဟုတ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာ